ဒီဟာလေးကတော့ဘရင်အောင်မင်းတရားကြီးရဲ့အချစ်ဆုံးဇနီးထိုင်းမင်းသမီးဖြစ်တဲ့စုပန်ကလေးရဲ့ဒါနန်းတော်ဖြစ်ပါတယ်သူ့ရဲ့ဒါဒီဘာသာတော့ဘရင်တို့ဒါဟိုသူတို့အိတ်ဆောင်ပေါ့ဗျာဒါရတော့စုပန်ကလေးရဲ့အခုနန်းဆောင်လေးဖြစ်ပါတယ်ခင်ဗျာဒါဘရင်အောင်မင်းတရားကြီးရဲ့ဟန်တာဝီမင်းဘရင်အောင်မင်းတရားကြီးရဲ့အချစ်ဆုံးလေးပေါ့ဗျာထိုင်းမင်းသမီးဒါကတော့ဘရင်အောင်မင်းတရားကြီးရဲ့ပလင်တော်ဖြစ်ပါတယ်ကျွန်တော်တို့ဒါညီလာခံလုပ်တဲ့ဟိုနေရာပေါ့ဗျာဒီနေရာကြီးကိုကျွန်တော်တို့ဒီမြန်မာတွေအရင်တုန်းကဟိုဘရင်တွေစစ်ဖြစ်တော့မီးရှို့ခံလိုက်ရတာဖြစ်ပါတယ်ဒါကျွန်တော်တို့ဒါကတော့ယထာကြီးပေါ့ဗျာဘရင်တော်မင်းတရားကြီးစီးတဲ့ကျွန်တော်တို့အထူးမြင်းယထာရွှေယထာကြီးဖြစ်ပါတယ်မြင်း16ကောင်နဲ့ပြေးဆွဲတဲ့ရွှေယထာကြီးဖြစ်ပါတယ်ဗျာဒါကတော့ကျွန်တော်တို့ဟန်တာဝီခေဘရင်အောင်မင်းတရားကြီးရဲ့ဒါကျွန်တော်တို့အင်ပါယာအရန်ကြီးမားတဲ့အချိန်ပေါ့ဗျာသူ့ရဲ့အင်ပါယာဘယ်လောက်ကြီးမားလဲဆိုရင်ကျွန်တော်တို့မဏိပူရအတန်ကျွန်တော်တို့ဒီယူရီးယားဂျင်းမိုင်ပေါ့ဗျာပြီးကျွန်တော်တို့ယူနန်ကျွန်တော်တို့ကမ္ဘောဒီးယားလာအိုတော်တော်လေးကိုကြီးပဲမြန်မာနိုင်ငံကြီးကနော်အားလုံးကျေးဇူးတင်ပါတယ်